အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel ကနေကြိုဆိုလိုက်ပါတယ်။ဒီဇာတ်ကားလေးကတော့1995ခုနှစ်မှာထွက်ရှိခဲ့တာဖြစ်ပြီးမင်းသားကြီးဂျက်ကီရှန်ရဲ့ action stunt တွေနဲ့အတူရှီမောပျော်ရွှင်ရမယ့်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းလေးအစမှာတော့ဟောင်ကောင်ရဲ့အရာရှိကရော့ကဦးလေးဖြစ်သူရဲ့မင်္ဂလာဆောင်ကိုတက်ဖို့နယူးယောက်ကိုရောက်လာတဲ့အစားပြုထားပါတယ်။ကရော့တယောက်ဦးလေးအိမ်မှာရှိတဲ့စုံပါသွားတဲ့အဖေဖြစ်သူရဲ့ဓာတ်ပုံကြည့်ပြီးနောက်ကွန်ဖူးလေးကျင့်ဖို့အတွက်ထားထားတဲ့ဝင်ချိုးတစ်သားတိုင်းလည်းရှိနေရကိုတွေ့လိုက်ပါတယ်။အဲ့ချိန်ကရော့ရဲ့ကိုခံပညာအရေးချင်းတွေကိုဦးလေးပေရဲ့အိမ်နီးချင်းဖြစ်တဲ့ဝီချန်နဲ့ကောင်လေးကတွေ့သွားပြီးသဘောတွေကျနေပါတော့တယ်။အဲ့ဒီကောင်လေးကိုကရော့ကသူ့ရဲ့ဂိမ်းဆက်အဟောင်းကိုတောင်ပေးလိုက်ပါတယ်။နောက်တော့ကရော့ကဦးလေးဖြစ်သူဖွင့်ထားတဲ့ဆိုင်ကိုသွားတဲ့အခါဦးလေးပေရဲ့ဇနီးလောင်အာဖရိကန်အမေရိကန်လူမျိုးဖြစ်တဲ့ဝီတနီနဲ့တွေ့ပြီးဝီတနီကသူ့ကိုနမ်းရှုပ်ပြီးနှုတ်ဆက်ပါတယ်။အဲ့ဒီကိုပဲအယ်လီနာလို့ခေါ်တဲ့အမျိုးသမီးကဦးလေးပေရဲ့ဆိုင်ကိုဝယ်ဖို့အတွက်ရှောက်လာပါတယ်။အဲ့ချိန်အပြင်ကနေကရော့ကအမှန်ကိုကြည့်ပြီးဘလော့တွေထုတ်ပြနေပါတယ်။အပြင်ကနေကြည့်ရင်တော့အထဲကိုမမြင်ရပေမဲ့အထဲကသူတွေကတော့ကရော့လို့သမျှတွေကိုမြင်နေရပါတယ်။ဒါနဲ့အယ်လီနာတယောက်အလုပ်ကိစ္စကိုအာရုံမစိုက်နိုင်ပဲရှီမောနေပါတော့တယ်။နောက်တော့ဦးလေးပေစီသူ့တငယ်ချင်းစတီဗင်ရောက်လာပြီးမင်္ဂလာဆောင်အတွက်ကားလာငှားပေးရဖြစ်ပါတယ်။ညမှာတော့ကရော့ကဆိုင်ကယ်တန်တွေကြောင့်နိုးလာပြီးကြည့်လိုက်တော့အဖွဲနှစ်ဖွဲကအမျိုးသမီးနှစ်ယောက်ဆိုင်ကယ်ပြိုင်မောင်းနေကြတာပါ။ပုံမှန်တွေ့နေကြဆိုင်ကယ်ပြိုင်ပွဲတွေလို့မဟုတ်ပဲသူတို့ကရထားတဲ့ကားတွေပေါ်တက်ပြီးမောင်းကြပါတယ်။အဲဒီကားတွေထဲမှာမင်္ဂလာဆောင်အတွက်ငှားပေးထားတဲ့စတီဗီရဲ့ကားလည်းရပ်ထားတာကြောင့်ကရော့လည်းအလန့်တကြားနဲ့အောက်ကိုဆင်းသွားပြီးဆိုင်ကယ်ကိုတားလိုက်ပါတယ်။ဆိုင်ကယ်မောင်းတဲ့အမျိုးသမီးနန်စီလည်းစိတ်တိုးပြီးသူ့ကိုကြည့်လိုက်ပါတယ်။ဒါပေမဲ့လည်းကံကောင်းထောက်မစွာနဲ့ကားကတော့ဘာမှမဖြစ်သွားပါဘူး။နောက်တစ်ရက်မှာတော့ကရော့ကမင်္ဂလာဆောင်မှာအယ်လီနာနဲ့တွေ့ပြီးဆိုင်မှာကူလုပ်ပေးဖို့ကတိပေးလိုက်ပါတယ်။ကရော့တယောက်စောက်ထိုးအနေထားနဲ့ခြေထောက်နဲ့လမ်းမလျှောက်ပဲလက်ကိုပဲအားပြုပြီးဆိုင်ထဲလျှောက်သွားနေပါတယ်။ဦးလေးပေနဲ့ဝီတနီတို့ကတော့ဟန်နီမွန်းထွက်သွားတာပါ။အဲ့ဒီချိန်ဆိုင်ထဲကိုဆိုင်ငယ်စည်းတဲ့အဖွဲ့ကဝင်လာပြီးအဲ့ဒီအဖွဲ့တွေကလမ်းတရေပုံစံနဲ့အမျိုးသားနှစ်ယောက်ကဆိုင်ထဲမှာစီးမဲ့ကမ်းမဲ့တွေလုပ်နေပြီးအန်ဂျလိုလို့ခေါ်တဲ့အမျိုးသားကအယ်လီနာကိုရန်စကားချိန်ချောက်ပိုက်ဒါနဲ့ကရော့ကရောက်လာပြီးသူတယောက်ထဲနဲ့၄ယောက်တယောက်ချကြပါတော့တယ်။ကရော့ကတယောက်ကိုငွေရှင်းကောင်တာဘက်ကိုပိတ်ကန်လိုက်ပြီးနောက်တစ်ယောက်ကိုတော့အေးအေးဖို့တွေစီထားတဲ့ဘက်ကိုပစ်ချလိုက်ပါတယ်။နောက်တော့အကုန်လုံးကိုမောင်းထုတ်လိုက်နိုင်ပြီးအယ်လီနာကိုပြန်တောင်းပန်ခိုင်းလိုက်အိမ်ပြန်တဲ့လမ်းမှာကရော့ကအမျိုးသမီးတယောက်ကိုပြန်ပေးဆွဲသွားတာတွေ့လိုက်ပြီးလူရန်ကားတွေရဲ့လက်ထဲကနေကဲဖို့နောက်ကနေလိုက်သွားပါတယ်။ကရော့ကတနက်ပါလာသလိုဟန်ဆောင်ပြီးလူရန်ကားတွေကိုအမျိုးသမီးကိုလွှတ်ပေးလိုက်ဖို့ပြောပါတယ်။သူကယ်လိုက်တဲ့အမျိုးသမီးကဆိုင်ကယ်မောင်းပြန်ပွဲတုန်းကတွေ့ခဲ့တဲ့နန်စီဖြစ်နေပြီးနန်စီကကျေးဇူးတင်ရမယ့်အစားကရော့ရဲ့ကွာကြားတက်တဲ့ကိုပိတ်ကန်လိုက်ပါတယ်။တကယ်တော့နန်စီကပြန်ပေးဆွဲခံရတာမဟုတ်ပဲဂလတ်စားချေဖို့တမင်ကွင်းစင်လိုက်တာဖြစ်ပါတယ်။ဒီလိုနဲ့နန်စီတို့အဖွဲကကရော့ကိုဝိုင်းတိုက်ခိုက်ကြပြီးကရော့ကလည်းသူ့ရဲ့ကွန်ဖူးအရေးချင်းတွေကိုထုတ်ပြပါတော့တယ်။အဲ့လိုတိုက်ခိုက်နေကြတော့ဆိုင်ကယ်အဖွဲကလူတွေထက်ရောက်လာတော့ကရော့လည်းခြံစည်းရုပ်ပေါ်ကိုခုန်တက်ပြီးထွက်ပြေးသွားပါတယ်။နောက်တော့ကရော့ကတောင်းတနေရာမှာပိတ်မိသွားပြီးသူ့ကိုဘေ့ဘောကစားသလိုပလင်းတစ်လုံးနဲ့လှမ်းပစ်ပါတယ်။ကံကောင်းပြီးကရော့ကပလင်းကိုရှောင်လိုက်နိုင်ပါတယ်။ဒါပေမဲ့ပလင်းတစ်လုံးပြီးတစ်လုံးနဲ့ဆက်ပစ်နေရကြောင်းနောက်ဆုံးတော့ထိခိုက်ပြီးဒဏ်ရာတွေရသွားပါတော့တယ်။အဖွဲတဲကကောင်မလေးတယောက်ကတော်တင်ပြီးဆိုပြီးတားပေမဲ့အန်ဂျလိုကပါးပြန်ရလိုက်ပြီးလာမတားနဲ့လို့ပြောပါတယ်။အန်ဂျလိုကတနက်ပါထုတ်ထားပြီးမိတခြားအဖွဲသားတယောက်ကလည်းဆက်မလုပ်ဖို့သူ့ကိုတားလိုက်ပါတယ်။တကယ်တော့နန်စီကအစောပိုင်းကကရော့နဲ့တွေ့ခဲ့တဲ့ဒန်နီလို့ခေါ်တဲ့ကောင်လေးရဲ့အမဖြစ်နေတာပါ။ဒန်နီကသူ့အမဖြစ်သူကိုကရော့ပေးထားတဲ့ဂိမ်းဆက်လေးကိုကြွားလိုက်ပါသေးရဲ့။နန်စီကတော့သစိမ်းတွေပေးရဲ့ပစ္စည်းကိုမယူရဘူးဆိုပြီးဆိုတော့ဒန်နီကသစိမ်းကမှအမဖြစ်သူထက်သူ့ပေါ်ဂရုစိုက်သေးရဲ့ဆိုပြီးပြန်ပြောပါတယ်။နန်စီကအလုပ်တွေပဲလုပ်နေရပဲလို့ဒန်နီကပြောတော့နန်စီလည်းအခန်းပြုံထွက်လာခဲ့ပါတယ်။သူတို့အခန်းရှိမှာလူတစ်ယောက်လဲကျနေရကိုတွေ့လိုက်တော့ဒန်နီကချက်ချင်းကယ်ဖို့လုပ်ပါတယ်။ကရော့ကပတ်တီးစီးထားတဲ့အနေထားနဲ့သူတို့ရဲ့အခန်းထဲမှာနိုးလာပါတယ်။ဒါနဲ့ကရော့လည်းအပြင်ကိုထွက်လာရောဆိုင်ကယ်မောင်းတဲ့အဖွဲကသူ့နောက်လိုက်လာကြပါတယ်။ကရော့လည်းပြင်းရင်လွှာရင်နဲ့ကားတစ်စီးအထက်ကိုအမိုးပေါ်ကနေတိုင်းပင်ထိုးချလိုက်တော့ပုတ်ကာတီကနဲ့လွတ်မြောက်သွားပါတယ်။အဲ့လိုနဲ့ထွက်ပြေးလာရင်ကားတွေပါကင်ထိုးထားတဲ့နေရာကိုရောက်လာတော့ဆိုင်ကယ်မောင်းတဲ့အဖွဲတွေကတခြားသူတွေပါထပ်ရောက်လာကြပါတယ်။ကရော့တယောက်ပြေးလွှာရင်းနဲ့ပဲဘင်ကားနဲ့နေရန်အကြားညှက်သွားမလို့တောင်ဖြစ်သွားပါတယ်။ဒီလိုနဲ့ထပ်ပြီးရှောင်ထွက်လာရင်ကရော့ရဲ့တရားတွေကပိုပြီးနာကျင်လာပါတယ်။ဒါပေမဲ့သူ့နောက်ကိုတောက်လျှောက်ဆက်လိုက်နေကြတော့အဆော့အောင်ပြင်ဘက်ကနေအပေါ်ထက်ကိုခုန်ပြီးတက်လာပါတယ်။အပေါ်ရောက်တော့ဘောလုံးတွေအများကြီးနဲ့ပြည့်နေတဲ့ကားတွေကိုပုံနေပြီးမိနောက်ဆုံးမှာတော့သူ့ကိုရှာတွေ့သွားပါတယ်။ကရော့ပုံနေတဲ့ကားကိုအစာအုပ်ပေါ်ကနေတွန်းချလိုက်တဲ့အချိန်မှာကရော့လေကားပေါ်ကနေခုန်ချလိုက်ပါတယ်။ကရော့ကိုအန်ဂျလိုကဘောင်းမီကိုချွတ်လိုက်ပြီး
သူ့နောက်ပိုင်းကိုနမ်းမေဆိုရင်သွားခွင့်ပေးမယ်လို့ပြောပါတယ်။ဂရော့ကတော့နမ်းမေအစားအန်တနာတိုင်ကိုဖိနေထိုးထည့်လိုက်ပြီးတခြားအဆောက်အုံစီကိုလှမ်းခုန်လိုက်တာလွတ်သွားပါတယ်။တိုနီလို့ခေါ်တဲ့ဆိုင်ကယ်မောင်းတဲ့အဖွဲ့ခေါင်းဆောင်ကသူ့ကိုမောင်းတဲ့အကြီးနဲ့လှမ်းကြည့်နေပါတယ်။အိမ်နောက်မှာတော့ဂရော့ကဒန်နီရဲ့ဝီချဲကိုတွန်းပြီးလမ်းလျှောက်လာတော့မှကားမောင်းသူကသတိလစ်နေရကြောင်းကားအဆိုင်ထဲဝင်ပြီးတိုက်မိသွားတာကိုတွေ့လိုက်ပါတယ်။အန်ဂျလိုနဲ့နောက်တစ်ယောက်ကကားပေါ်ကပစ္စည်းတွေကိုယူနေကြတော့လူတစုရောက်လာပါတယ်။သူတို့ကတနက်တွေနဲ့ပြစ်ကြပြီးကားကိုပါဖောက်ခွဲလိုက်ကြပါတယ်။အဲ့ဒီအချိန်မှာအန်ဂျလိုကတော့စိန်တွေကိုယူပြီးထွက်ပြေးဖို့လုပ်နေရောနောက်ကနေတနက်ကင်ထားတဲ့သူတွေရောက်လာကြပါတယ်။ဂရော့ကတော့ဒန်နီကိုဝီချဲပေါ်ကနေမချီသွားပြီးနေရာကနေရှောင်လိုက်တဲ့အချိန်အန်ဂျလိုကဝီချဲအလွတ်ကိုတွေ့လိုက်တော့ကူရှင်အခင်းမှာစိန်ကိုဝတ်ထားလိုက်ပါတယ်။အန်ဂျလိုကတနက်နေ့လူလည်းရောက်လာရောသူ့မှာစိန်တွေမရှိပါဘူးဆိုပြီးပြောလိုက်ပါတယ်။အဲ့ဒီချိန်ဂရော့ကဒန်နီရဲ့ဝီချဲနဲ့ကူရှင်အခင်းကိုပြန်ယူသွားပါတယ်။အခန်းထဲမှာတော့နန်စီကဒန်နီကိုတောင်းပန်တဲ့အနေနဲ့လက်ဆောင်ပေးထားတဲ့ပိုကောင်းပြီးပိုကြီးရဲ့ကူရှင်အခင်းကိုတွေ့လိုက်ပြီးဂရော့ကကူရှင်အခင်းအသစ်ကိုဝီချဲပေါ်မှာတက်ပေးလိုက်ပါတယ်။ဒန်နီကသူ့အမနန်စီရဲ့ကောင်းကြောင်းတွေကိုဂရော့ကိုပြောပြနေအောင်မှနန်စီလည်းပုံးနေရာကနေထွက်လာပြီးဂရော့ကိုပါသူတို့အဖွဲ့ကလှုပ်ခဲ့တာတွေအတွက်တောင်းပန်ပါတယ်။စိတ်ကောင်းရှိရဲ့ဂရော့ကတော့နန်စီပေါ်မှာဘာအညိုတေးမှမထားပါဘူး။နှစ်ယောက်သားအတူတူဒန်နီကိုမှပြီးဝီချဲပေါ်တင်ပေးလိုက်ပါတယ်။အဲ့လိုတင်ပေးရဲ့အချိန်မှာကူရှင်အဟန်းကိုမတော်တဆခြေရောက်တဲ့ခုံအောက်ထဲကိုကမ်းမိသွားပါတယ်။ဂရော့ကအခန်းပြင်ဘက်မှာ FBI အေဂျင့်တွေနဲ့တွေ့ပြီးဒီတိုက်မှာတခုခုထူးခြားတာရှိရင်သူတို့စီဆက်သွယ်ဖို့ဆိုပြီးဂရော့ကိုဖုန်းနံပါတ်ပေးသွားပါတယ်။နန်စီအလုံးလုံးတဲ့ကလပ်ကိုရောက်တော့နန်စီတယောက်လှောင်ရင်အပြင်ဘက်မှာကြားကြီးတကောင်ရှိပေမဲ့ဆက်စီကြကြကနေရကိုဂရော့ကတွေ့သွားပါတယ်။အိမ်နောက်မှာတော့နန်စီနဲ့ဂရော့တို့အတူတူတောက်နေပြီးနန်စီကဒန်နီကိုကူညီပေးနေလို့ကျေးဇူးတင်ကြောင်းပြောပါတယ်။အဲ့ချိန်ဆိုင်ကယ်မောင်းတဲ့အဖွဲ့တွေကတယောက်ရောက်လာပြီးနန်စီကိုလာနှုတ်ဆက်တော့ဂရော့ကိုပါတွေ့သွားပါတယ်။ဒါနဲ့ဂရော့နဲ့နန်စီတို့လည်းဆိုင်ကယ်နဲ့ထွက်ပြေးလာကြပြီးဘေးကင်းတဲ့နေရာလဲရောက်တော့ဂရော့ကနန်စီကိုအလောက်ကနေထွက်လိုက်ဖို့နဲ့ဒီလိုအနေအများတဲ့သူတွေနဲ့အပေါင်းအသင်းမလုပ်ဖို့ပြောပါတယ်။နန်စီကဂရော့ပြောသမျှကိုသဘောတူပေမဲ့စကားပြောတာမှအာရုံစိုက်မနေပဲဂရော့ကိုနမ်းလိုက်ပါတယ်။နောက်တစ်ရက်မှာတော့အလီနာတို့ဆိုင်ကိုဆိုင်ကယ်မောင်းတဲ့အဖွဲ့ကလူတွေရောက်လာပြီးပစ္စည်းတွေကိုဖျက်ဆီးပါအောင်တယ်။အဲ့ဒီချိန်မှာကားတစ်စီးရောက်လာပြီးသူတို့အဖွဲ့တွေကလူတချို့ကိုနောက်ဖုံးတဲကိုထည့်ပြီးဖမ်းသွားပါတယ်။တစ်ဖက်မှာတော့နန်စီနဲ့ဒန်နီတို့ကပန်းညံကိုရှောင်နေပြီးအန်ဂျလိုကစပိန်စီးရဲ့လူအနေနဲ့ဟန်ဆောင်ထားပြီးသူတို့နောက်ကိုလိုက်လာတာပါ။အန်ဂျလိုကဒန်နီကိုဝီချဲပေါ်ကနေပြစ်ချလိုက်ပြီးကူရှင်ကိုယူပြေးသွားပါတယ်။ဒါပေမဲ့စိန်တွေကိုရှာမတွေ့ရနဲ့စိတ်တိုပြီးကူရှင်ကိုပြစ်ထားခဲ့ပြီးထွက်သွားပါတယ်။တစ်ဖက်ကဆိုင်ကယ်မောင်းတဲ့အဖွဲ့တွေကအဖမ်းခံလိုက်ရတဲ့သူကတော့နှိပ်စက်ခံနေရပြီးသူ့ကိုအန်ဂျလိုပဲမလဲလို့မေးပါတယ်။သူတို့မေးတာကိုပြန်မဖြေရနဲ့ဖမ်းထားတဲ့နှစ်ယောက်ထဲကတစ်ယောက်ကိုတစ်သားကျိတ်ဆက်ထဲထည့်လိုက်ပါတယ်။ဂရော့ကဆိုင်ကိုလျှောက်သွားတော့အလီနာဒါရီအားလုံးဂရော့ကြောင့်ဖြစ်ရတာဆိုပြီးအပြစ်ပြောပါတယ်။တကယ်တော့နန်စီကဆိုင်ကယ်မောင်းတဲ့အဖွဲ့ခေါင်းဆောင်ရဲ့ရီစာဟောင်းမှာဂရော့ကဆိုင်ကယ်မောင်းတဲ့အဖွဲ့ရှိတဲ့နေရာကိုလျှောက်သွားပြီးအကောင်လုံးကိုချပစ်မယ်ဆိုတဲ့အချိန်မှာတိုနီကပစ္စတိုကင်ပြီးချိန်ချောက်ပါတယ်။ဒါပေမဲ့နန်စီကိုမြင်တော့ပစ္စတိုကိုပစ်ထုတ်လိုက်ပြီးဂရော့နဲ့ယောက်ျားဆန်ဆန်ချမယ်ဆိုပြီးပြောပါတယ်။အစားတော့တိုနီကဂရော့မျက်နှာကိုထိုးလိုက်ပေမဲ့နောက်တော့ဂရော့ကကွန်ဖူးတိုက်ခွက်နဲ့ပြန်ချပါတယ်။ဆိုင်ကယ်မောင်းတဲ့အဖွဲ့ကလူတွေကလည်းဂရော့ကိုဝင်တိုက်ခိုက်ကြပြီးဂရော့ကလည်းဘေးမှာတွေ့သမျှပစ္စည်းတွေကိုတုံးပြီးပြန်တိုက်ပါတယ်။သူတို့တွေတိုက်ခိုက်နေကြတော့နန်စီကပါဝင်လာပြီးဂရော့ဘက်ကနေဝင်ကူပါတယ်။ဂရော့ကတော့ဟော်ကီကစားတဲ့အခါသုံးတဲ့ရိုက်တံလိုမျိုးနဲ့သူတို့တွေကတယောက်ကိုရှာလိုက်ပါတယ်။နောက်တော့တိုနီကဂရော့ကိုထွက်သွားဖို့ပြောပါတယ်။ဂရော့ကသူတို့အားလုံးကိုလူပတ်ဝန်းကျင်အတွက်ဘာမှအကျိုးမပြုတဲ့စံကုန်မြေလေးတွေလို့ပြောပြီးဒီလိုဘဝမျိုးမှာမနေကြဖို့ပြောရင်ထွက်သွားပါတယ်။အဲ့ဒီချိန်မှာအဖမ်းခံရတဲ့အဖွဲ့ဝင်တယောက်ကသူတို့စီပြန်ရောက်လာပြီးအားလုံးကိုအန်ဂျလိုရဲ့နောက်ကိုလိုက်နေတဲ့လူတွေအကြောင်းနဲ့အန်ဂျလိုမှာရှိနေတဲ့ပစ္စည်းကိုလာပြီးခိုင်းနေရဆိုပြီးပြောပြပါတယ်။ဒါကိုသိလိုက်ရတဲ့ဂရော့ကတိုနီယိုသူတို့အခုလိုတွေရန်ဖြစ်ပြီးတိုက်ခိုက်နေကြတာရပ်လိုက်ဖို့နဲ့အန်ဂျလိုပုံးနေရဲ့စီခေါ်သွားပေးမယ်လို့ပြောပါတယ်။အဲ့နေရာကိုလည်းရှောက်ရောဂရော့ကသူ့ကိုပေးထားခဲ့တဲ့ FBI အေဂျင့်ရဲ့ဖုန်းကိုခေါ်လိုက်ပါတယ်။ဖြစ်ချင်တော့သူတို့က FBI အေဂျင့်တွေမဟုတ်ပဲကြီးစားလူသက်သမားတွေဖြစ်နေရပါ။သူတို့ကပြန်ရောက်လာတဲ့အန်ဂျလိုကိုတနက်နဲ့ထောက်ပြီးချိန်ချောက်ကြတော့အန်ဂျလိုလည်းစိန်တွေကဒန်နီရဲ့ဝီချဲပေါ်ကကူရှင်မှာဝတ်ထားခဲ့တယ်လို့ပြောလိုက်ပါတယ်။အဲ့ဒါနဲ့ပဲအန်ဂျလိုကိုဒန်နီရှိရဲ့စီကိုခေါ်သွားဖို့ပြောတာနဲ့ဒန်နီခန်းထဲကိုရောက်လာကြပြီးဝီချဲပေါ်ကကူရှင်မှာရှာကြည့်ကြပါတယ်။ဒါပေမဲ့စိန်တွေကိုရှာလို့မတွေ့ရကြောင်းဒေါသထွက်နေကြတဲ့အချိန်မှာဂရော့ကကူရှင်အဟောင်းကိုခုံအောက်မှာတွေ့သွားပါတယ်။ဂရော့ကကြီးစားလူသက်သမားကိုပြန်တိုက်ခိုက်ပြီးဒန်နီကိုရိုက်တဲ့သူကိုလည်းတနက်နေ့ချိန်ထားကဆိုင်ကယ်ကြီးရဲ့အုတ်ထုံနဲ့ရိုက်လိုက်ပါတယ်။နောက်တော့ကြီးစားလူသက်သမားတွေစီကဖုန်းတန်ပြေလာတော့ဂရော့ကကန်လိုက်တဲ့အခါမှာကြီးစားအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်နေပါတယ်။ဒါနဲ့ပဲဂရော့ကအဖမ်းခံရတဲ့နန်စီကိုလွှတ်ပေးဖို့
အပြန်လန်အနေနဲ့စိန်တွေကိုပြီးမယ်ဆိုပြီးသူနဲ့တွေ့ဖို့ချိန်လိုက်ပါ။ဂရော့ကိုချိန်လိုက်တဲ့နေရာကတကယ်တော့အလီနာဆိုင်မှာဖြစ်နေပြီးဒီတစ်ခါမှာတော့ဆိုင်ကလုံးဝပြိုကျပျက်စီးသွားပါတော့။နောက်တော့ကြီးစားအဖွဲ့ခေါင်းဆောင်ကသူတို့တကယ်တွေ့ကြရမယ့်နေရာကိုဖုန်းခေါ်ပြီးပြောပါ။အဲ့ဒီချိန်ဂရော့ကနယူးယောက်ရဲတွေနဲ့အတူတူရှိနေရပါ။ဂရော့လည်းချိန်ထားတဲ့နေရာကိုရှောက်တော့ကြီးစားအဖွဲ့ကလူတွေကဂရော့စီမှာဘာတွေပါလဲဆိုပြီးစစ်ကြီးရဲ့အချိန်ရဲတွေထည့်ပေးလိုက်တဲ့မိုက်ခရိုဖုန်းကိုရှာတွေ့သွားကြပါ။ဒါနဲ့သူတို့ခေါင်းဆောင်ကိုဘာဆက်လုပ်ရမလဲဆိုပြီးဖုန်းဆက်မိတဲ့အခါဂရော့ကိုရှင်းခိုင်းလိုက်ပါ။ဂရော့လည်းထွက်ပြေးလာပြီးအပြင်ကရဲတွေကကူညီပေးကြပါ။ကျေးစာအဖွဲ့လည်းရေပေါ်စီရှက်ပြေးရင်နဲ့ထွက်ပြေးသွားကြပါ။ဂရော့ကအနောက်ကနေပြေးလိုက်ပြီးရှက်ပြေးရင်ပေါ်ကိုခုန်တက်တော့ရေထဲပြုတ်ကျသွားပါ။ကံကောင်းကျင်တော့ကျိုးကိုလှန်ဆွဲထားနိုင်လိုက်ပြီးဂရော့တယောက်ရေလွှာချောစီးရဲ့ပုံစံမျိုးဖြစ်နေပါ။ရဲတွေကလည်းကျေးစာအဖွဲ့ရဲ့ရှက်ပြေးရင်ကိုလိုက်ဖမ်းကြပါ။အဲ့လိုနဲ့ရှက်ပြေးရင်ကကမ်းခြေပေါ်ကိုရှောက်လာပြီးမြင်သမျှအရာတွေကိုဝင်းတိုင်းမိကဂရော့ကိုပါဝင်းတိုင်းဖို့လုပ်ပါ။ဂရော့ကတော့ခန္ဓာကိုယ်ပေါ်ကိုသဲရီနဲ့ဖုံးမိနေရကနေပြန်ထလာပါ။ရှက်ပြေးရင်ကတော့ကမ်းခြေကနေလမ်းမပေါ်ကိုပါရောက်လာပြီးကားတွေပါတိုက်မိကုန်ပါတော့တယ်။လူတွေလည်းအုံအောင်တောင်းနေဖြစ်ကုန်ပြီးပြေးလွှားနေကြပါ။ရှက်ပြေးရင်ကတဖြည်းဖြည်းနဲ့ဂီတပွဲလုပ်နေရဲ့အရှိရောက်လာပါ။ဂရော့ကပြတိုက်ကနေလွှာသွားပုံရှိတဲ့တရှိကိုယူပြီးကားတစ်စီးပေါ်တက်သွားကရှက်ပြေးရင်ရှိကိုမောင်းထွက်သွားပါ။နောက်တော့ကင်ထားရဓာတ်သွားနဲ့ရှက်ပြေးရင်ရဲ့အောက်ခြေကိုထိုးပြီးရက်သွားအောင်လုပ်လိုက်ပါ။အဲဒီနောက်ကြီးစားအဖေကလူရဲ့ပေါင်ကိုတနက်နဲ့ပြစ်လိုက်ပြီးသူတို့ခေါင်းဆောင်ပင်ပါလေလို့မိကနန်စီကတော့အဖမ်းခံရတာကနေလွတ်လာပါ။ကြီးစားအဖေခေါင်းဆောင်ကအေးအေးဆေးဆေးကောက်ရိုက်နေရဖြစ်ပြီးနောက်တော့သူတို့ရှက်ပြေးရင်နဲ့တိုက်မိပြီးအင်ကြီးတွေစုပ်ပြဲကုန်ကဇလန်လီလည်းပြီးဆုံးသွားပါတော့တယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။